はい、皆さんこんばんは。私はセリナです。皆さんもお元気でしょうか？今日はまずそに聞いている質問を答えようと思っています。それでは始まりましょう。一番の質問は日本語を始めたきっかけは何か？ジャパンサーをစတင်ပြီးတော့လေ့လာခဲ့တဲ့အကြောင်းများချက်လမ်းစာကပါလေ日本のアニメに興味があって日本の技術も素晴らしくて日本で働きたいんですから日本語を始まりました。ဂျပန်ရဲ့အနီမေးရှင်းတွေကိုစိတ်ဝင်စားပြီးတော့ဂျပန်နိုင်ငံရဲ့ဤပညာတွေကလည်းပြောင်းပြောင်းလုံးတဲ့အတွက်ကြောင့်ပေါ့နော်ဂျပန်မှာအလုပ်လုပ်ချင်တော့ကြောင့်ဂျပန်စာကိုစတင်ပြီးတော့လေ့လာခဲ့တယ်ပေါ့2番日本語はどうやって勉強したのかဂျပန်စာကိုဘယ်လိုလုပ်ပြီးတော့လေ့လာခဲ့လဲ私はだいたい日本語学校に通って勉強します。そしてネットから日本語についての動画とかを見て知らないことがあったらメモしておいて勉強しました。私がများသောအားဖြင့်ဂျပန်စာကျောင်းတက်ပြီးတော့လေ့လာတယ်။ပြီးတော့နားကနေပြီးတော့ဂျပန်စာနဲ့ပတ်သက်တဲ့ဗီဒီယိုတွေကိုကြည့်ပြီးတော့မသိတဲ့အရာတွေကိုမေမိုကိုရေးပြီးတော့လေ့လာခဲ့3番日本語の勉強期間はどのくらいかဂျပန်စာလေ့လာရဲ့အချိန်ကဘယ်လောက်ရှိလဲ日本語を1年くらい勉強しましたဂျပန်စာကို1年လောက်လေ့လာခဲ့ပါတယ်4番日本語の勉強で難しいことは何かဂျပန်စာလေ့လာတာမှာခက်ခဲတဲ့အရာကပါလဲ日本語の勉強で難しいことといえば漢字ですアニ語とアニュヨの漢字は覚えられるですけどアニュ3とアニュ2の漢字はますます難しかったですဂျပန်စာလေးရတာမှာခက်ခဲတဲ့အရာကိုပြောမယ်ဆိုရင်漢字ပါ 5and4 漢字တွေကတော့မှတ်နိုင်ပေမဲ့Android နဲ့ Android 漢字တွေကတော့ပို့ပြီးတော့ခက်လာခဲ့တယ်5番日本へ行くことについて何か不安なこと心配なことはあるかはいあります漢字のことについて心配します。日本にはどこに行っても漢字で書いておきますから少し心配します。でも漢字をよく読めるように毎日1時間くらい練習して日本の漫画も読めるようにしています。အဲ့ဒါပေါ့နော်ဒီဂျပန်နဲ့ပတ်သက်ပြီးတော့စိတ်ပူတဲ့အရာရှိလားလို့မိလာခဲ့လို့ရှိရင်နော်ခန်းကြီးလို့ဖြေတာပိုကောင်းတယ်ဘာလို့လဲဆိုတော့ဒီဂျပန်လူမျိုးတွေကလည်းခန်းကြီးအားနေတယ်ပေါ့နော်သူကဖက်ဖက်နိုင်ပြီးတော့မရေးနိုင်တယ်လို့လည်းရှိတယ်အဲ့တော့တချို့ပေါ့နော်ဗာလေရာတီဥရုဘာလို့နဲ့ပတ်သက်ပြီးတော့စိတ်ပူတယ်ဆိုရင်မဖြေတာကောင်းတယ်ဘာလို့ဆိုတော့ဂျပန်နိုင်ငံရာတီဥရုမှာမနေနိုင်ဘူးလားပါလားလို့ပေါ့နော်အဲ့လိုထင်သွားမှာဆိုလို့ကိုစိတ်ပူတဲ့အရာကိုပြောပြီးလို့ရှိရင်ပေါ့နော်နောက်မှပြန်ခြုံပေးရတယ်ပေါ့နော်အဲ့ဒီဟာကိုစိတ်ပူတယ်အားကြောင့်မို့ဒီဟာကိုပေါ့နော်မဖြစ်အောင်တော့ဘယ်လိုမျိုးလုပ်နေပါတယ်အဲ့လိုပဲကိုယ့်ရဲ့ဒီအားသာချက်အားနည်းချက်ကိုပြောတဲ့နေရာမှာလည်းကိုယ့်ရဲ့အားနည်းချက်ကဘာဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီလိုမဖြစ်အောင်ပေါ့နော်အဲ့ဒီအားနည်းချက်ကိုပြန်ပြင်နိုင်အောင်ပေါ့နော်ကြိုးစားနေပါတယ်အဲ့ဒီလိုမျိုးပြန်ချုပ်နေတာလေးပဲထည့်ပြီးတော့ပိုကောင်းတယ်ပေါ့အဲ့တော့အဖေရရှိရပေါ့နော်ဒီခန်းကြီးနဲ့ပတ်သက်ပြီးတော့ပေါ့နော်စိတ်ပူတယ်ဂျပန်မှာကပင်နေရပဲတော့ဒီခန်းကြီးတွေနဲ့ရေးထားတဲ့အတွက်ကြောင့်ပေါ့နော်အနေငယ်စိတ်ပူတယ်ပေါ့နော်ဒါပေမဲ့ခန်းကြီးကိုဖတ်နိုင်အောင်လို့နေ့တိုင်းတစ်နာရီလေ့ကျင့်ပြီးတော့ဒီဂျပန်ရဲ့ဒီမန်ဂါကတ်တွန်းစာတွေပေါ့နော်ဖတ်နိုင်အောင်လို့လုပ်နေပါတယ်ပေါ့6番日本に来て頑張りたいことはあるかはいあります私は日本人と一緒に富士山に登ったり予約したりしたいですဂျပန်လာပြီးတော့စူးစမ်းကြည့်နေတဲ့အရာလုပ်ကြည့်နေတဲ့အရာရှိလားအဲ့ဂျပန်ကြီးကွာသူတို့ကအသိဖွဲ့နေစုပြီးလောက်တာမျိုးပို့တော့ကြတယ်အဲ့တော့ရှိပါတယ်ဒီဂျပန်လူမျိုးတွေနဲ့အတူတူဖူဂျီဆန်တက်တာတို့ခရီးထွက်တာလုပ်ချင်တယ်ပေါ့နော်အဲ့ဒီမှာမျိုးမျိုးပြောင်းထည့်လို့ရတာပေါ့နော်တခြားနေရာတွေသွားချင်တာတော့မုတ်တီတူတူစားချင်တာကမ်ပိန်းထွက်ချင်တာအဲ့ဒီလူမျိုးတွေပေါ့ပြောင်းပြီးပြုတ်လို့ရတယ်ပေါ့နော်7番長所と短所を教えてください私の長所はどんなことでも最後まで諦めないで頑張ることです。そして誰とでも仲良くなれる人です。私の短所は緊張することです。でも何かする前に緊張しないように落ち着いてしています。ကိုယ့်ရဲ့အားသာချက်နဲ့အားနည်းချက်ကိုပြောပါ私အားသာချက်ကတော့ဘယ်ရမဆိုနောက်ဆုံးအထိလက်မလျှော့ဘဲနဲ့စူးစမ်းတာပါပြီးတော့ဘသူနဲ့မဖြစ်တင်းတင်းမြတ်မြတ်နေတာပါ私ရဲ့အနေချက်ကတော့စိတ်လှုပ်ရှားတာပါဒါပေမဲ့တခုခုကိုမလုပ်ခင်မှာစိတ်မလှုပ်ရှားအောင်လို့စိတ်ရေးထားပြီးလုပ်နေပါတယ်ပြီးတော့တန်းလျှော်ပါတော့ကိုယ့်ရဲ့အနေချက်မှာဒီအမ်ယောဆိုတဲ့ခုတော့ပေါ့နော်အာနာတက်တာပါဆိုတာမဖြစ်အောင်ဘာလို့လဲဆိုတော့ဂျပန်နေရကွာဒီအာနာတက်တဲ့ဆိုတာကသူတို့အားသာချက်လိုမျိုးကိုမြင်တာပေါ့နော်8番田舎と都会どちらが好きですか
私がどちらとも大丈夫です。ねべねどべベアをပို့ကြိုက်လဲပေါ့နော်私ကတော့ဘေးအားဖြစ်ဖြစ်အဆင်ပြေပါတယ်အမှလေးတချို့ကရှိရဲ့ဂျပန်မှာပေါ့နော်ဘယ်နေရာမှာအလုပ်လုပ်ချင်တယ်လို့မေးတဲ့အခါမျိုးမှာဆိုရင်တို့ကဥစားခါတို့အနာကော်ရတဲ့မှာအလုပ်လုပ်ချင်တယ်လို့ပြောတယ်ဒါပေမဲ့အဲ့လိုနေရာတွေကြတော့ကွာစာအရန်တော်ပြောစကားပြောအရန်ရတဲ့လူမျိုးလောက်ပဲထည့်ပေးတာများအဲ့ဒါကြောင့်မို့ပေါ့နော်အဲ့လိုမျိုးမိလာခဲ့လို့ရှိရင်ဘယ်နေရာဖြစ်ဖြစ်အဆင်ပြေပါတယ်လို့ပြောတာကပိုကောင်းတယ်9番終電生活の経験はあるかいつしたかはいあります私高校生の時親に友達と集団生活をしたことがありますပွဲလိုက်နေထိုင်တဲ့အတွေ့အကြုံရှိလားဘယ်တော့ကလဲအဲ့တော့ဟုတ်ကဲ့ရှိပါတယ်私ပေါ့နော်အထက်တန်းကျောင်းသားတော့ပေါ့အဆောင်မှာတင်ငယ်ကြီးတင်နဲ့ဒီပွဲလိုက်နေတာကိုလုပ်ခဲ့ပူပါတယ်10番仕事をする上で一番大切なことは何と思いますかはいほうれん草という報告連絡それが大切だと思います例えば何か問題があったら上司に連絡して報告したりその問題をどうやって解決するのかを相談したりすることですအလဲလို့တဲ့အခါမှာအရေးကြီးဆုံးရာကဘာလို့ထင်လဲဟိုရန်ဆိုလို့ခေါ်တဲ့ဟုတ်ခုခုတင်ပြတာကြောင်းကြတာရလာခုဆက်တဲ့တာဆိုတဲ့တိုင်းမစနစ်တာကအရေးကြီးရလို့ထင်ပါတယ်ဥပမာပြဿနာတစ်ခုခုရှိလို့ရှိရင်အထက်လူကြီးကိုဆက်သွယ်ပြီးတော့တင်ပြတာတို့အဲ့ဒီပြဿနာကိုဘယ်လိုဖြေရှင်းသင့်လဲဆိုတာကိုတိုင်မင်တာတို့လုပ်တာပါはい皆さん今日はこれで終わりにしましょうまたの動画に会いましょう最後まで見てくれて本当にありがとうございました